ကိုယ့်ရဲ့ daily vlog ကနေပြန်နေချူဆူလိုက်ပါတယ်။ရင်ဦးဆုံးမနဲ့ထားပြီးတော့ဆောင်းခေါက်မယ်ပြီးရင်တော့မျက်နှာတစ်တော့တိတ်တော့မဟုတ်ဘူးပေါ့နော်။ဒီဆက်ဆက်မှဖြစ်ပါတယ်။ဒီဆိုင်ရင်စားပြီးတော့မှပဲတော့တိတ်တာအချင်းပါနေလို့ပါ။ဒီကြောက်ကိုနဲ့ကြိတ်မှဖြစ်ပါတယ်ပြီးရင်တော့ Yumucho ပြီးရင်တော့ skin care စလိမ်မှဖြစ်ပါတယ်။ skin care ကမပါမဖြစ်ပေါ့နော်။ sun cream ကလည်းမပါမဖြစ်ပြီးရင်တော့ထမင်းချက်စားပါတယ်။ပြီးရင်တော့ညနေပိုင်းကျတော့အပြင်တော့ဖို့ရှိရနေပင်စင်မယ်ပေါ့နော်။စပင်ကကျတော့ညကလေးကလောက်ထားတာပေါ့နော်ပင်ကကောင်းတဲ့ထဲမှာမပါတော့မီးလည်းမထိခိုင်းစေချင်ဘူးအဲ့ဒါကြောင့်ဒီ natural လောက်တဲ့ပုံစံနဲ့ပဲလုပ်ဖြစ်ပါတယ်အများစုကတော့ပြီးရင်တော့ချေအိတ်ဆိုမဲ့ပြီးရင်ဖနက်စီရာပြီးတော့ပြီဆိုတော့ပြီးပါပြီ outfit checkတချင်းတော့တင်ပါတယ်ပြီးရင်တော့ delivery က private ရထားရဲဆိုတော့ယူပါတယ်ဘယ်မှာချင်ဘယ်သူဘယ်မှာချင်လဲပြီးရင်တော့နောက်တင်နေရကိုထက်ရွှေ့မှာဖြစ်ပါတယ်ငါကိုင်းနာသူမလှလို့ဆိုပြီးတော့သူပဲပြန်ကိုင်းလိုက်ပါတယ်တွေ့လားသူလှသွားပြီးလဲရောက်ပြီးတော့လူကတော့နည်းနည်းများပါတယ်ခုတော့ကောက်ဆောက်နေပါတယ်အိမ်ပြန်ဖို့ကိုကောက်ဆောက်နေတာဖြစ်ပါတယ်အရင်လေဒီနေ့တနေ့တာအတွက်ပြင်ပန်းတော့ပြီဆိုဒီနေ့ရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲ bye bye ဒီလောက်ပါပဲကျွန်တော်watch ဒီလောက်ပါပဲ bye bye 1 2 3ဒီလောက်ပါပဲ bye bye